ကဲဒီနေ့ကတော့ဖခင်တရားပဲတနေ့တာ vlog ပဲဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်ကြပါဦးကျွန်တော်ရင်ဆုံးဘုရားတော်ရဲ့ကတ်တယ်ပန်းရေချမ်းကတ်တယ်အခန်းတန်ရှင်းလုပ်တယ်ခန်းတန်ရှင်းလုပ်ပြီးရဆိုတော့ကျွန်တော်တတလေးညအီးပါတဲ့အနီးတွေကိုရှော်မှာပဲဖြစ်ပါတယ်ဟောဒါကတော့အချမ်းရှော်ပြီးသွားတဲ့အဝတ်တွေပါအနီးတွေပေါ့နော်ကျွန်တော်ဗရက်နဲ့တိုက်တာချွတ်တာတွေတော့ကျွန်တော်မပြတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ရှင်တက်တဲ့လူတွေရှိလို့ပါအဲအကြောင်းမို့ပါဒီနေ့ကျွန်တော်အခုလိုမျိုးအခန်းတန်ရှင်းလောက်တာတို့အနီးလျှော်တာတို့ကိုလုံနိုင်နေရကကျွန်တော်တတလေးရကိုကျွန်တော်တို့အရှိမရှိတဲ့လေးလေးတို့ဦးလေးတို့ကထိမင်းထားလို့ပါလေးလေးတို့ဦးလေးတို့ဆိုတာကအညာခေါ်ပါလေးလေးဆိုတာကကျွန်တော်ရှိမှာဆိုရင်အတော်ပေါ့နော်ဦးလေးရဲ့အမျိုးသမီးကိုလေးလေးလို့ခေါ်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့အတော်ကိုလေးလေးလို့ခေါ်တယ်သူတို့အညာမှာကြတော့အတော်လဲလေးလေးပဲဦးလေးကိုကြတော့လဲအချို့ကြလေးလေးလို့ခေါ်တယ်ဦးလေးလို့ခေါ်ကြပါတယ်ဒါကကျွန်တော်စကားဆက်တုံးလေးရှင်းပြတာပါကျွန်တော်အသားရဲ့အနှီးတွေအဝတ်တွေကိုကျွန်တော်တေချာလေးရင်းညှစ်ပြီးတော့လှမ်းနေလျှော်တယ်ဖွတ်ပါတယ်ကလေးနှီးလျှော်တဲ့ခါမှာလဲဗျာကလေးကအသားနုတော့ကျွန်တော်ကလေးအဝတ်လျှော်တဲ့ဆက်ပြပဲသုံးပါတယ်အနှီးကနှစ်တုပ်ခွဲလှမ်းပါပါအနှီးကအရင်များအတွက်ကြောင့်အနှီးကနှစ်တုပ်ခွဲလှမ်းပါပါဒီနေ့မနေ့ပိုင်းတော့စိတ်ချမ်းသာကြပါဗျာကျွန်တော်သားလေးအနှီးလမ်းမှုအတွက်နေပူပေးသလားမှတ်ရနေယူပူကျစ်နေရပဲဗျာအမှကျွန်တော်အခန်းမှာရှိတဲ့အဆောင်တွေခေါင်းတွေဖလုံးတွေအကုန်လုံးနေထုတ်လှမ်းပါတယ်ကျွန်တော်တသားရဲ့အနှီးတွေကအရင်များဖြစ်တဲ့အတွက်နေရမလုံလောက်တဲ့အတွက်ကြောင့်ကျွန်တော်အခုလိုမျိုးဂျိတ်လေးနဲ့ပဲတီချာလေးလှမ်းပေးပါတယ်ဟိုဖြတ်လှမ်းမယ်ဆိုရင်ပိုပြီးမြန်တာပေါ့ဗျာနေပူနဲ့ကျွန်တော်ဂျိတ်နဲ့ပဲလှမ်းလိုက်ပါတယ်အနှီးကလည်းအရင်များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခုဆိုရင်တော့ပထမတစ်ချီအနီးလန်းတာတော့ပြီးသွားပါပြီခင်ဗျာနောက်တစ်ချီဆက်လှမ်းပါမယ် A few moments later နောက်တစ်ချီအနီးလန်းတာကြတော့နေရာလေးလည်းနည်းနည်းလေးရပါတော့အနီးကလည်းအနည်းဆုံးကျွန်တော်ရှိမှ8ထည့်လောက်ပဲကျန်တော့လို့ကျွန်တော်ဖြန့်ပြီးတော့လှမ်းလိုက်ပါတယ်မြန်မြန်လေးချောင်းအောင်လို့ပါခင်ဗျာအကုန်လုံးပြီးဆုံးသွားပါပြီဒီနေ့တော့这个嘛有啊，考公我这边，我前年这年了。ကျွန်တော်စပုံမှုတောင်ဝဲနေယာယီကင်းလွတ်သွားပါတယ်ကျွန်တော်ရောက်ခမကြီးကဟင်းချက်နေတာပါအလျှော်အဖို့တန်ရှင်းရေအကုန်လုတ်ပြီးသွားပြီဆိုတော့ကျွန်တော်ရေချိုးပါတော့မယ်ကျွန်တော်မနက်6နာရီတည်းကနေထတာပါခုမှ10နာရီကျော်17နာရီလောက်မှပဲအကုန်လုံးပြီးဆုံးသွားပါတယ်အပေါ်ကလှမ်းထားတာတွေရုပ်လာပြီးတော့ကျွန်တော်စခင်းပါတော့မယ်ကျွန်တော်တို့အခန်းလေးကိုကျွန်တော်ရောက်ခမကြီးကစကားပြောရင်လည်းဘူးဝင်လေးနဲ့အလုံးကိုမှချစ်ဖို့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်နဲ့မတည့်ပါဘူးခင်ဗျာမတည့်ဘူးဆိုတာကတယောက်နဲ့တယောက်ရန်ဖြစ်တပ်ပုတ်ဆဲဆိုနေရတော့မဟုတ်ပါဘူးရောက်ခမနဲ့တော့မတည့်ဘူးဆိုတာကျွန်တော်သားအနှီးတွေကိုကျွန်တော်ကိုယ်တိုင်ပဲလျှော်ကျင်တာပါဘာဖြစ်လို့လဲဆိုအမေကိုပင်ပန်းမှလည်းဆိုရဗျာအမေကချက်လဲချက်ကတည်းပြုတ်လဲပြုတ်အဲ့အတွက်ကြောင့်ကျွန်တော်ရောက်ခမကြီးကျွန်တော်အမေပေါ့နော်ကျွန်တော်သူ့ကိုမလျှော်ခိုင်းတာပဲဖြစ်ပါတယ်အဲ့ကျွန်တော်အမျိုးသမီးဝတ်တယ်ထမိန်တော့မှသူကျွန်တော်ကိုဘန်းထားတာပါလုံးဝမလျှော်ဘူးတဲ့ယောက်ျားလေးဆိုတာထမိန်နေပါညာမလျှော်ကျွန်တော်တော့အဲ့လိုအယူဆတော့မရှိပါဘူးကျွန်တော်အကုန်လျှော်ပါတယ်ကျွန်တော်လျှော်ရတွေ့ရင်လည်းအမေကပြောပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်အမေပြောလို့ကျွန်တော်ထမိန်ကိုလုံးဝမလျှော်ပါဘူးအခုတော့ကျွန်တော်ရဲ့နေတစ်ပိုင်းတောင်လေးကပြီးဆုံးသွားပါပြီကျွန်တော်ထမင်းစားပါတော့မယ်ဖခင်ရောက်ဖြစ်ကြတာမလွယ်ဘူးဗျကိုတိုင်းဂျုံတွေ့တော့မှသိတယ်အခြားသူတွေတော့မသိဘူးဗျာကျွန်တော်တော့ကိုနဲ့ရတဲ့အမျိုးသမီးတို့ဘာလို့ညီမချင်းကိုချင်းစားရဗျာသူတို့ကကလေးလေးမွေးထားသေးတယ်အလုပ်လည်းလုပ်ရမယ်ဆိုအဆင်မပြေဘူးလေအချို့ကြတော့ဗျာကလေးလေးမွေးထားပေးရတယ်အိမ်မှုကိစ္စအလုပ်အလျှော်ဖို့အချက်ပြုတ်ကိုပဲလုပ်ကြရလေဗျာသူတို့ဘက်ကတစ်ချက်ငဲ့တင်ဟုတ်တယ်မလားအဲ့မှာကျွန်တော်ပြောချင်တာဒါပါပဲ